ဒီအမျိုးသမီးဟာနှာချေလိုက်ယုံယုံလေးနဲ့တင်ကလေးတစ်ယောက်ကိုမွေးဖွားတန့်စင်ပေးခဲ့တာဖြစ်ပါတယ်။စာသင်ခန်းထဲကဆရာဝန်တွေအားလုံးဟာအကြီးအကျယ်အံ့အားသင့်သွားခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့မွေးဖွားလာတဲ့ကလေးငယ်ဟာလက်သီးဆုပ်တစ်ခုစားလောက်ပဲရှိလို့ပါပဲ။သူမွေးဖွားလာတဲ့အချိန်မှတင်ဆရာဝန်တွေကဒီကလေးဟာညှဉ်းနှက်တဲ့အထိတောင်အသက်ရှင်မှာမဟုတ်ဘူးလို့ပြောကြားခဲ့ကြပါတယ်။ဒါပေမဲ့သူဟာအသက်ရှင်ရုံတင်မကပဲအံ့ဩစရာကောင်းတော့အောင်အသက်12နှစ်အရွယ်အထိကြီးပြင်းလာခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့အရက်အမောင်းကတော့အဲ့ဒီအချိန်ကစပြီးလုံးဝမကြီးထွားတော့ပဲရပ်တန့်သွားခဲ့တယ်လို့ပြင်းထန်တဲ့မွေးရပါမျက်စိမှုန်ခြင်းဝေဒနာကိုလည်းခံစားခဲ့ရပါတယ်။သူ့ရဲ့ရုပ်ရည်သွင်းခြင်းကြောင့်ပဲလူတိုင်းကသူ့ကိုကြွက်ကလေးလို့ခေါ်ဝေါ်ကြပြီးအတန်းဖော်တွေကသူ့ကိုကစားစရာတစ်ခုလို့နှိပ်စက်ကြတယ်လို့ဆရာတွေကိုယ်တိုင်ကလည်းသူ့အပေါ်မှာဘယ်တော့မှကျဉ်းနာမှုမပြတ်ခဲ့ကြပါဘူး။ဒါပေမဲ့ကောင်လေးကတော့ဘာမှပြန်လဲမငင်းခုန်ပဲအရာအလုံးကိုတိတ်တဆိတ်သာအောင်အဲသည့်ခံခဲ့ပါတယ်။ဂျိုးဟာသူ့ရဲ့ငယ်တငယ်ချင်းတွေထဲမှာတဦးတည်းသောတငယ်ချင်းဖြစ်ပါတယ်။သူဟာကောင်လေးရဲ့အနားမှာနေတိုင်းရှိနေပေးခဲ့ပြီးသူ့ရဲ့စပိတ်ပေါ်မှာပါကောင်လေးထိုင်နိုင်အောင်ထိုင်ကုန်သေးလေးတစ်ခုကိုတမင်တကာတက်ဆင်ပေးခဲ့ပါတယ်။သူဟာကောင်လေးကိုရေကန်ဆက်စီခေါ်သွားပြီးအမြဲတမ်းရေကူးတင်ပေးလေးရှိပေမဲ့မတော်တဆထိခိုက်မှုတစ်ခုကတော့အဲ့ဒီပျော်ရွှင်စရာတွေကိုရိုက်ချိုးဖျက်ဆီးပစ်ခဲ့ပါတယ်။ကောင်လေးပထမဆုံးအကြိမ်ဖြစ် baseball ရိုက်လိုက်တဲ့အခါမှာတော့ baseball ဒီဟာလေထဲကိုဝဲပြန်သွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲလက်လျှောက်လာတဲ့ဂျိုးရဲ့မိခင်ဖြစ်သူကိုတက်တက်သွားမှန်ခဲ့ပါတယ်။သူမဟာနားထင်ကိုပြင်းထန်စွာထိမှန်သွားခဲ့ပြီးနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ရပါတယ်။ကောင်လေးဟာအပြစ်မကင်းတဲ့စိတ်တွေနဲ့အကြီးအကျယ်ခံစားခဲ့ရပါတယ်။သူဟာကမ်းခြေစီတယောက်တည်းပြေးသွားခဲ့ပြီးကျေပြောလာတဲ့ပင်လယ်ကြီးကိုကြည့်ကရင်ကွဲမတက်ငိုကြွေးနေခဲ့ပါတယ်။ဂျိုးရဲ့မိခင်နာရေးပွဲမှာတော့ကောင်လေးဟာထောက်တနေရာမှာပဲပုံအော်ရင်ဂျိုးကိုအဝေးကနေလှမ်းကြည့်နေခဲ့ရပါတယ်။သူဟာတွားရောက်နှစ်သိမ့်ပေးခြင်းပေမဲ့လည်းသူ့ကိုယ်သူတတိမရှိခဲ့ပါဘူး။ဒါကြောင့်သူဟာဂျိုးရဲ့အိမ်ရှိတကားဝမှာသူ့မျက်နှိုးဆုံးကပြားတွေအပြည့်ထည့်ထားတဲ့စာရွက်အိတ်လေးတစ်အိတ်ကိုတိတ်တဆိတ်ခြံထားခဲ့ပါတယ်။ဂျိုးကဒါကိုနားလည်ခဲ့ပါတယ်။ဒါဟာကောင်လေးကသူ့ကိုအနုညွတ်တောင်းပန်နေတဲ့နီလန်တစ်ခုဖြစ်လို့ပါပဲ။နောက်ရက်မှာတော့ဂျိုးကလည်းကောင်လေးရဲ့အိမ်ရှိမှာစာရွက်အိတ်တစ်အိတ်လာထားခဲ့ပါတယ်။အထဲမှာတော့အစမတန်တန်မိုးရှိတဲ့ဖြန်ကောင်ရုပ်လေးတစ်ရုပ်ရှိနေခဲ့ပါတယ်။ဒါဟာကောင်လေးကိုသူဘယ်တော့မှအပြစ်မတင်ဘူးဆိုတဲ့ဂျိုးရဲ့ပြန်လည်ပြောကြားချက်ဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ညီကိုနှစ်ယောက်ဟာဘယ်တော့မှခွဲမရအောင်ပြန်လည်တင့်မြတ်သွားခဲ့ကြပါတယ်။ကောင်လေးဟာနောက်ဆုံးမှာတော့တက်တီမွေးပြီးဂျိုးရဲ့မိခင်ကူပေးမှန်စီတွားရောက်ခဲ့ပါတယ်။သူဟာမိခင်ဖြစ်သူကိုကောင်းကင်ဘုံကနေလှမ်းမေးပေးဖို့အတွက်ဖခင်သခင်ထံအလေးနဲ့ဆုတောင်းခဲ့ပါတယ်။သူတို့ဟာဘဝကြီးငြိမ်းချမ်းသွားပြီလို့ထင်မှတ်ခဲ့ကြပေမဲ့အိမ်ပြန်လမ်းမှာတော့ကန်ဆိုးမှုတွေကထပ်မံရောက်ရှိလာခဲ့ပြန်ပါတယ်။ကျောင်းကျိုပိုဘတ်စကာဟာရေကန်ဆက်လန့်အတိုင်းမောင်းနေတုန်းမှာပဲတောရိုင်းသမင်တကောင်ဟာလမ်းမပေါ်ကိုရုတ်တရက်ပြေးထွက်လာခဲ့ပါတယ်။ကားဆရာဟာဘရိတ်ကိုပြင်းထန်စွာနင်းလိုက်ပေမဲ့ကားကိုထိန်းချုပ်မရတော့ပဲကလေးတွေအပြည့်ပါတဲ့ဘတ်စကာကြီးဟာတောင်ဆောင်အတိုင်းအောက်ကိုလိမ့်ဆင်းသွားခဲ့ပါတော့တယ်။ရေတွေဟာဘတ်စကာထဲကိုဝုန်းတိုင်းကျဲတိုးဝင်လာခဲ့ပြီးကားထဲမှာအကြီးအကျယ်ရုံရင်းဆန်ခတ်ဖြစ်သွားခဲ့ပါတယ်။ဆရာဖြစ်သူဟာပြင်းထန်တဲ့ရိုက်ခတ်မှုကြောင့်သတိလစ်မေ့မျောသွားခဲ့တယ်လို့ရေမောင်းကလည်းထိတ်လန့်တုန်လှုပ်ပြီးတကားကိုတွန်းဖွင့်လိုက်တာကြောင့်ရေတွေဟာအလုံးရင်းနဲ့ထပ်မံဝင်ရောက်လာခဲ့ပါတယ်။မိမိအသက်လွတ်ယုံသာတွေးတောတဲ့ရေမောင်းဟာကလေးတွေကိုဒီတိုင်းပစ်ထားခဲ့ပြီးကမောက်ကမဖြစ်နေတဲ့ရေထဲကနေတယောက်တည်းထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဂျိုးကအခြေအနေကိုထိမ့်သိမ့်ဖို့ကြိုးစားခဲ့ပေမဲ့ဘယ်ကလေးကမှသူ့စကားကိုနားမထောင်ခဲ့ကြပါဘူး။အဲ့ဒီအချိန်မှာပဲကောင်လေးရဲ့ရင်းချက်တည်ငြိမ်လာတဲ့အော်ဟစ်တန်ကကလေးအလုံးကိုချက်ချင်းငြိမ်သက်သွားစေခဲ့ပါတယ်။သူဟာဘတ်စကာရဲ့အနောက်တကားကိုအရင်ဆုံးဖွင့်လှစ်လိုက်ပြီးရေနဲ့ဆုံးဖြစ်တဲ့အရှိဘက်ကိုတွားရောက်ကကလေးတွေကိုစနစ်တကျတန်းစီပြီးထွက်ခွာခိုင်းခဲ့ပါတယ်။သူဟာဂျိုးကိုတတိလစ်နေတဲ့ဆရာမကိုအပြင်ကိုအမြန်ဆုံးတဲထုတ်ခိုင်းခဲ့ပြီးသူကိုယ်တိုင်ကတော့ကလေးတွေကိုတယောက်ပြီးတယောက်ကန်းဆက်စီလမ်းညွှအန်ကယ်တင်ပေးခဲ့ပါတယ်။ဒါပေမဲ့လူဦးရေပြန်လည်ရေတွက်တဲ့အခါမှာတော့ကလေးတယောက်ပျောက်ဆုံးနေတာကိုသိရှိသွားခဲ့ပါတယ်။သူဟာကလေးကိုရှာဖွေဖို့ရေထဲကိုနောက်တစ်ကြိမ်ပြန်လည်ငုတ်ရှိုးဝင်ရောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဘတ်စကာရဲ့ဘီးတွေဟာကျိုးပြတ်သွားခဲ့ပြီးကားတစ်စီးလုံးဟာမြစ်လယ်ခေါင်စီကိုဖြည်းဖြည်းချင်းနစ်မြုပ်သွားခဲ့ပါတော့တယ်။ဒါကိုမြင်တဲ့ဂျိုးဟာရေထဲကိုချက်ချင်းခုန်ဆင်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘတ်စကာတွေကရေဟာကောင်လေးရဲ့ရင်ဘတ်အထိရောက်ရှိနေခဲ့ပါပြီ။သူဟာနောက်ဆုံးကြံရစ်တဲ့ကလေးကိုရှာဖွေတွေ့ရှိခဲ့ပေမဲ့ကောင်လေးရဲ့ခြေထောက်ကခုံအောက်မှာညှက်နေခဲ့တာပါ။ကောင်လေးဟာရေအောက်ကိုငုံရှိုးပြီးကလေးရဲ့ခြေထောက်ကိုအမြန်ဆုံးဆွဲထုတ်ပေးခဲ့ကဘတ်စကာအနောက်ဘက်စီဆွဲခေါ်ခဲ့ပါတယ်။ဒါပေမဲ့ရေစီးကြောင်းကပြင်းထန်လွန်းလာကြောင်းတကားကဝုန်းကနေပိတ်သွားခဲ့ပြီးရေဖိအားကြောင့်ထွက်ပေါက်လုံးဝပိတ်ဆို့သွားခဲ့ရပါတယ်။သူတို့ဟာအထဲမှာပိတ်မိသွားခဲ့ပါပြီ။ကောင်လေးဟာသတင်းပေါက်ကိုလှမ်းကြည့်လိုက်ပြီးရေအောက်ကိုထပ်မံငုံရှိုးကသူ့မှာရှိတဲ့နောက်ဆုံးခွန်အားတွေကိုအသုံးပြုပြီးကလေးကိုအပေါ်ကိုမြှောက်တင်ပေးခဲ့ကသတင်းပေါက်ကိုလက်ခွဲပြီးအကူအညီတောင်းဖို့တွန်းပို့ပေးခဲ့ပါတယ်။မျောလင့်ချက်အပြည့်နဲ့ရုန်းကန်ခဲ့ရပြီးတဲ့နောက်မှာတော့သတင်းပေါက်မှန်ဟာနောက်ဆုံးမှာကွဲအပ်သွားခဲ့ပါတယ်။ကလေးရဲ့အော်ဟစ်ငိုယိုတန်ကဂျိုးရဲ့အာယုံဆိုင်မှုကိုရရှိသွားခဲ့ပြီးကလေးကိုဘေးကင်းရာစီဆွဲတင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ကောင်လေးရေပေါ်ကိုတက်ခါနီးအချိန်မှာပဲနစ်မြုပ်သွားတဲ့ဘတ်စကားကြီးကသူ့ကိုရေအောက်ထဲကိုဖိညက်ပစ်လိုက်ပါတော့တယ်။ဂျိုးဟာသူ့ရဲ့နာမည်ကိုအော်ဟစ်ပြီးရေအောက်ကိုအကြိမ်ကြိမ်ခုန်ဆင်းကအရှုံးမပေးဘဲရှာဖွေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကန်တရားကကောင်လေးဘက်မှာရှိနေခဲ့ပါတယ်။ဂျိုးဟာသူ့ကိုရေထဲကနေဆွဲထုတ်နိုင်ခဲ့တာကြောင့်သူတို့နှစ်ယောက်လုံးကန်းဆက်စီအောင်မြင်စွာပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ကလေးအလုံးဟာတယောက်မကြံဘေးကင်းစွာအသက်ရှင်လွတ်မြောက်သွားခဲ့ကြပေမဲ့သူတစ်ပါးအတွက်ဆွန့်လွတ်ပေးခဲ့တဲ့ကောင်လေးကတော့နောက်ဆုံးမှာကောင်းကင်ဘုံစီကိုပဲထွက်ခွာသွားခဲ့ရပါတော့တယ်ဗျာ။ကဲပရိသတ်ကြီးသားအဲ့ဒီနေရာမှာရှိနေခဲ့မယ်ဆိုရင်တော့ဒီလိုမျိုးကြီးမြတ်တဲ့ကောင်လေးနဲ့တငယ်ချင်းဖြစ်ချင်မိမလားဆိုတာကိုကွန်မန့်မှာဖြေကြားပေးခဲ့ကြပါဦးနော်။ဒီဇလန်တိုလေးကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ page လေးကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်လည်းစိတ်ဝင်စားစရာဇလန်ကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးသွားဦးမှာမို့စောင့်မျှော်အားပေးကြပါဦးဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။